ကျွန်တော်ကြီးကိုအာကျွန်တော်တို့ဒီဘက်ချမ်းမှာနဲ့ဟိုဘက်ချမ်းမှာအပင်ချင်းတော်မှာနေထားခြင်းမတူဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုဘက်ချမ်းမှာအရင်တော့ကဟိုဘက်ချမ်းမှာအရင်စဆိုင်တယ်ပေါ့အပင်စဆိုင်တဲ့အခါမှာအဲ့တော့ဟိုဘက်ချမ်းမှာစောစောကဘယ်လိုမျိုးရည်ရွယ်ထားလဲဆိုတော့ဒီပတ်လက်ကိုကျွန်တော်တို့အကျွင်းတူးလိုက်တယ်။တော့ကိုနဲ့ကျွင်းတူးလိုက်တယ်။ကျွင်းတူးရဆိုတာကတောင်နီးပါးလောက်ပေါ့နော်။နည်းနည်းဒီလိုမျိုးလေးရှေ့လျှော်လေးတူးလိုက်တယ်။ထဲဦးပုံစံမျိုးလေးကြိုက်လေးတူးလိုက်တယ်အဲ့တော့ရည်ရွယ်ချက်ကဒီနေရာမှာမိုးနေတယ်အဲ့ကြောင့်မလို့ပိန်းနေပင်ကြတော့လည်းဘာမှပြဿနာမရှိဘူးအဲ့လိုမျိုးတူးလိုက်ပြီးတော့မှပိန်းနေပင်စိုက်ဖို့အဲ့လိုမျိုးတူးထားတာနော်နောက်တော့လှုပ်သွားလှုပ်လာနဲ့ဒူးရင်းပင်စိုက်မယ်ဆိုတော့ဖြစ်သွားဒူးရင်းပင်စိုက်မယ်ဆိုတော့ဖြစ်သွားတဲ့ခါကျတော့အဲ့ဒီကျွင်းလေးကိုပိန်းနေစိုက်ဖို့ကျွင်းကိုပြန်ပြီးတော့မဖုံးမဲနဲ့ကျွန်တော်တို့ဒီတိုင်းပဲဒူးရင်းပင်ကိုစိုက်ချလိုက်တယ်ဆက်ချလိုက်တဲ့ခါကျတော့ဒူးရင်းပင်ကအဲ့ဒီတဲအိုးထဲမှာဝင်တဲအိုးနေရာမျိုးမှာအမျိုးဂျိုက်လေးထဲမှာဝင်ပြီးနေတယ်လို့ဖြစ်တာအဲ့ဒီတော့မိုးရွာတဲ့ခါကျတော့ဘာပြဿနာဘလို့ဖြစ်လဲဆိုတော့ရေစီးတဲ့အခါမှာဒီအမြင့်ပေါ်ကိုစီးလာတယ်နော်ကျွန်တော်တို့အဲ့ဒါကြောင့်မလို့သတိထားပါကျွန်တော်ညီကိုတွေဘလို့ဆက်ကျွန်တော်အဲ့ဒါတိတ်ပြီးတော့မှအသေးစိတ်မပြောဘူးဒါပေမဲ့စိုက်တဲ့အခါမှာကျွန်တော်တို့မိုးရွာချတဲ့အခါမှာအဲ့ဒီရေတွေဒီဘလို့မျိုးလုပ်ရင်ဒီရေကဒီအမြင့်ပေါ်ကိုမစီးသွားအောင်မဖြတ်သွားအောင်ဒီလိုမျိုးမစီးကြလာအောင်အပင်စီကိုတိုက်ရိုက်အဲ့လိုမျိုးသူ့လမ်းနဲ့သူတခြားနေရာကိုစီးသွားဖို့တော့ကျွန်တော်လုပ်ပေးရမှာဖြစ်တယ်အပင်စီရဲ့နဲ့တိုက်ရိုက်ဒီလိုရေစီးကြလို့မရအဲ့ဆိုလို့ရှိရင်အမြင့်တွေပြတ်မှာဖြစ်တယ်ရေတိုက်စားပြီးတော့မှတစ်ချက်အဲ့ကြောင့်မလို့အဲ့ဒီဘက်မှာဘယ်လိုမျိုးပြဿနာဖြေရှင်းလဲဆိုတော့အပင်ကြီးလာတဲ့ခါကျတော့ကျွန်တော်တို့ကတချို့တွေကအဲ့လိုမျိုးအပင်ကတခါတည်းမြေကိုဖို့ရတာမြေဖို့တဲ့ခါကျတော့အဲ့လိုမျိုးလေးလာတဲ့ခါကျတော့တချို့တွေကျတော့ပြောတဲ့ခါကျတော့သူကဖို့လို့ရတယ်နော်ဒါပေမဲ့ဖို့တဲ့အခါမှာတခါတည်းအမြင့်မဖို့နဲ့အဂျိုက်ကိုဂျိုက်ဖြစ်နေတဲ့နေရာမှာအမြင့်အပြည့်မဖို့နဲ့သူတို့ကတစ်နှစ်ကိုနည်းနည်းချင်းနော်တစ်ထွာလောက်ဒါမှမဟုတ်ရှင်လက်စုပ်လောက်အဲ့လိုမျိုးလေးဖြည်းဖြည်းချင်းဖို့တစ်နှစ်ဆိုရင်နည်းနည်းတစ်နှစ်ဆိုနည်းနည်းအဲ့လိုမျိုးလေးဖို့ပြီးတခါတည်းအပြည့်မဖို့နဲ့အောက်ဆီဂျင်ပြက်ပြီးတော့မှသေသွားနိုင်တော့ပေါ့အဲ့လိုမျိုးပြောတယ်တချို့တွေကြတော့လဲဟုတ်ပြီအဲ့တော့အဲ့ဒီဘက်ချမ်းမှာတကယ်ဖို့လိုက်တယ်တစ်ထွာလောက်အမြင့်ရှိတယ်ဖို့ချလိုက်တယ်ဖို့လိုက်တဲ့ခါကျတော့တနေ့ပြီးတနေ့အဲ့လိုမျိုးနည်းနည်းချင်းဖို့လာတယ်အပင်ကကြီးသွားပြီဒူးရင်းပင်ကအဲ့ဒီတော့အသီးခူးတဲ့ခါကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့အပင်ကထိနာတာကအဲ့ဒီဖို့တဲ့ဘက်ချမ်းမှာအပင်ကထိနာတယ်ဒီမဖို့တဲ့ဘက်ချမ်းကထိမနာအောင်ဒီဘက်ချမ်းမှာအရင်တော့ဆိုလို့ရှိရင်ဒါအမြင့်ကြီးပဲဒါရေပင်းနဲ့ဒါဝတ်စင်းသွားတာဒီလောက်အနေထားလောက်ပဲကျန်တယ်ဟုတ်ပြီဒါကြတော့သူကရေရဲ့တခြားပြင်ပဲသွားတယ်ဒီကိုသူဓာတ်ရိုက်မဝင်ဘူးအဲ့တော့ဟုတ်ပြီဓာတ်ရိုက်မစီးဘူးပေါ့နော်အပင်ကိုမထိဘူးအဲ့တော့ကျွန်တော်တို့ဒီအဲ့လိုမျိုးစိုက်ပြီးတော့မြေဖို့တဲ့အချက်ဒီဒီမှာလက်တွေ့လောက်ခဲ့ပြီးပြီဖြစ်တယ်အဲ့တော့တခြားညီကိုတွေတော့လိုက်မလုပ်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုကနည်းနည်းတစ်နှစ်ကိုနည်းနည်းချင်းပဲဖို့တယ်ဟုတ်ပါတယ်မှန်တယ်ဒါပေမဲ့ဖို့တယ်ဆိုတဲ့ဟိုကမကောင်းတော့အောက်ဆီဂျင်ပြတ်ပြီလေနော်သူအစာစားတဲ့အမြင့်တွေပတ်လည်ရှိတယ်အမြင့်ပတ်လည်မှာပင်ပတ်လည်မှာအစာစားတဲ့အမြင့်ဆိုတာရှိရလေအပေါ်တွေမှာအဲ့တော့အဲ့ဒီအမြင့်တွေကိုလုံးဖို့ချလိုက်တယ်အဲ့တော့အသက်ရှူလို့မရအောင်နောက်ဆုံးဘာဖြစ်လဲဆိုတော့အမြင့်ပုတ်တဲ့ယောဂတွေပြီးလို့ရှိရင်အောက်ဆီဂျင်ပြတ်ပြီးတော့မှအပင်ကျတဲ့ယောဂလေးတွေဖြစ်လာတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့စိုက်တဲ့အခါမှာဘလောက်ပဲအမြင့်ဘို့တချို့တွေကတော့နော်တလောက်မြင်ရမယ်တချို့ကျတော့တလောက်မြင်ရမယ်မြေဖို့တင်ရမယ်ပေါ့ပြီးလို့ရှိရင်အဲ့ဒီပေါ်မှာဒူးမင်းဆိုင်ပါဘလိုမျိုးဘလောက်ပဲညီကိုတွေကြိုက်တယ်လို့မျိုးလိုချင်တဲ့အမြင့်လောက်အတိုင်းတာလောက်စိုက်လို့ရတယ်ဘလိုပဲလှုပ်ဒါပေမဲ့ရေကိုတော့ဒီအရင်မှာမအားအောင်ပြီးလို့ရှိရင်နောက်တစ်ချက်ကရေစီးတဲ့အခါမှာမိုးရွာရေစီးတဲ့အခါမှာကိုယ့်ချမ်းမှာအဲ့ဒီစီးလာတဲ့ရေဒီအမြင့်ပေါ်မှာတိုက်ရိုက်မစီးသွားအောင်နော်အဲ့လိုမျိုးလုပ်ပြီးရင်ရပါပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အမြင့်ကိုမထိခိုက်တော့ဘူးနော်ပြီးလို့ရှိရင်အရင်မှာအဲ့လိုမျိုးမြေဖြည်းဖြည်းချင်းဖို့ပေးတဲ့နီးစနစ်ကတော့လုံးဝမကောင်းပါဘူးဟိုဘက်ချမ်းမှာအရန်ထိသွားတဲ့အပင်တွေဒီနေ့အတိထားတဲ့အခါမှာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဟာလေးကိုမြေကြီးနောက်မှအပင်ကြီးလာမှမြေကြီးဖို့တယ်ဆိုတော့နီးစနစ်လေးကဒီမှာလက်တွေ့လှုပ်ဆောင်ခဲ့တဲ့အခါမှာတိတ်ပြီးတော့မှတော့ဟန်မကြဘူးအဲကြောင့်မလို့ကျွန်တော်ညီကိုတွေကိုဒါလေးကိုမျှဝေပေးခြင်းဖြစ်တယ်နော်အဲကြောင့်မလို့မဆိုင်ခင်မှာမလုပ်ခင်မှာကိုကမြေကိုတခါတည်းကိုလိုချင်တဲ့အတိုင်းအတာလောက်တခါတည်းမြင့်ထားပြီးမှစိုက်ပါလို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါ